တချို့ကတီးကျင်နေကြတယ်တကယ်လို့ငါကတကြက်တန်အကျွေးစေးကိုလက်နဲ့ချိုးပြနိုင်ရင်အရွယ်ရောက်ပြီးသားကြားတစ်ကောင်ကိုတွားချလို့ရမလားပထမဆုံးအနေနဲ့အကျွေးစေးဟာစတီးကိုနီကယ်နဲ့အလွာလိုက်အုပ်ထားတာဖြစ်ပါတယ်ဒါကိုလက်နဲ့ချိုးနိုင်ဖို့ဆိုရင်မင်းရဲ့လက်ချောင်းအားဟာအနည်းဆုံးတန်ချိန်3000ရှိဖို့လိုပါတယ်ဒီပမာဏကဘလောက်ထိလဲဆိုတာဘယ်လိုနားလည်ရမလဲမာဘယ်ကကပရိန်မေရိကရဲ့တရားဝင်သတ်မှတ်ထားတဲ့ခွန်အားဟာ25တန်ပဲရှိပါတယ်ဟော့တောင်မှတန်100ပဲရှိတာပါဒါပေမဲ့မင်းရဲ့ခွန်အားကသူတို့ထက်အစ30ပုံများနေတာပေါ့မင်းရဲ့လက်ချောင်းအားနဲ့တင်အရွယ်ရောက်ပြီးသားစင်ကောင်900ကိုမနိုင်တဲ့အစွမ်းမျိုးပါတင်ကားအစီ90ကိုတောင်အလေးမတလို့လက်တစ်ဖက်တဲနဲ့မနိုင်ပါသေးတယ်အဲ့ဒီတော့ကြားနဲ့သွားချရင်ဘလို့ဖြစ်မလဲအရွယ်ရောက်ပြီးသားကြားတစ်ကောင်ရဲ့လက်ဝါးရိုက်ချက်ကအများဆုံးတန်ပဲရှိပါတယ်မင်းကိုလာရိုက်တာဟာကြောက်ကုတ်ပေးတယ်လို့ပဲခံစားရမှာပါမင်းကသူ့ကောင်းကိုလက်လေးနဲ့တစ်ချက်တောက်လိုက်ုံနဲ့သူကချက်ချင်းကြောင်ပြားလေးဖြစ်သွားပါလိမ့်မယ်ဘာလို့ဒီလောက်တောင်ကြောက်စရာကောင်းအောင်တမန်နေရတာလဲဘာလို့လဲဆိုတော့အားရဲ့တက်ရောက်မှုကအပြန်လန်ရှိလို့ပါပဲမင်းလက်ကတန်3000ကိုခန္ဓာရင်ရှိရင်မင်းရဲ့ခန္ဓာကိုကြန့်ခိုင်မှုဟာလည်းတိုက်တင်နီယန်တတုထက်မကမာကျောနေပါလိမ့်မယ်ဒုံးကြီးနဲ့ပြည်ရင်တော့မင်းအတွက်ကရေချိုးရင်ဂျေးတွန်းတယ်လို့ပဲရှိမှာပါကဘာကျော်ပင်လန်ကားကြီးတောင်မှမင်းရှိမှာဒူးထောက်ပြီးအကိုကြီးလို့ခေါ်ရပါလိမ့်မယ်ဒါဆိုလက်တွေ့ဘဝမှာအကျွေစေးကိုချိုးပစ်ဖို့ဖြစ်နိုင်ပါမလားချိုးပစ်ဖို့ကတော့တကယ်ခက်ပါတယ်ဒါပေမဲ့ကွေးသွားအောင်လုပ်ဖို့ကတော့ဖြစ်နိုင်ပါတယ်အကျွေစေးရဲ့ဘေးနှစ်ဖက်ကိုတစ်ချိန်ထဲမှာကီလိုဂရမ်100ရှိတဲ့ခွန်အားနဲ့ဖိအားပေးနိုင်ရင်ရပါပြီခွန်အားကြီးတဲ့ညီကိုတို့စမ်းကြည့်နိုင်ပါတယ်